စိတ်ရင်းထဲမှာအမျက်တော့ရှိရဲဒါပေမဲ့လက်ထဲမှာပတ်စံမရှိဘူးဆိုတဲ့အခြေအနေမျိုးကိုကြုံမှုပါသလားအဲ့ဒါကိုသိဖို့အတွက် cash flow statement ကိုကြည့်ရတာပါ cash flow ရဲ့အခြေခံသဘောတရားကတော့လုပ်ငန်းရဲ့အသက်ရှူလမ်းကြောင်းလိုမျိုးဖြစ်ပါတယ်ပတ်စံ cash ဆိုတာလုပ်ငန်းရဲ့သွေးကြောပါဝင်ငွေထွက်ငွေရှင်းတဲ့ income statement ကရှုံးမြတ်ကိုပြပေမဲ့ cash flow ကတော့ပတ်စံစစ်ဘယ်လောက်ဝင်လာပြီးဘယ်လောက်ထွက်သွားလဲဆိုတာကိုပြတာပါနောက်ပြီးအမျက်နဲ့ငွေသားမတူတာကိုသတိပြုရပါမယ်ပစ္စည်းတစ်ခုကိုအကျွေးနဲ့ရောင်းလိုက်ရင်အမျက်ကစိတ်ရင်းထဲမှာပေါ်နေပေမဲ့လက်ထဲကိုပတ်စံမရောက်သေးပါဘူး cash flow ကတော့လက်ထဲကိုပတ်စံစစ်ရောက်လာမှသာစိတ်ရင်းသွင်းတာဖြစ်ပါတယ်ဆက်လက်ပြီး cash flow statement ရဲ့အပိုင်း၃ပိုင်းကိုအလွယ်မှတ်ကြရအောင်ပထမဆုံးတစ်ပိုင်းကတော့ operating activities နေ့စဉ်လုပ်ငန်းလည်ပတ်မှုအဲ့ဒီကတော့အဓိကစီးပွားရေးလုပ်ငန်းကနေရလာတဲ့ပတ်စံတွေပါဥပမာဝယ်သူစီကရတဲ့ငွေဝန်ထမ်းလစာပေးတာပစ္စည်းဖို့ပေးတာလိုမျိုးဖြစ်ပါတယ်ဒီဘက်မှာအမြဲတမ်းကြံငွေကအပေါင်းလက္ခဏာပြနေမှလုပ်ငန်းကသူ့လိုလိုရပ်တည်နိုင်တာပါနောက်တစ်ခုကတော့ investing activities ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များဒါတွေကတော့ရေရှည်အတွက်ပိုင်ဆိုင်မှုတွေဝယ်တာရောင်းတာပါဥပမာစက်ပစ္စည်းဝယ်တာစိုက်ကန်းဝယ်တာလိုမျိုးဖြစ်ပါတယ်ဒီဘက်မှာအနှုတ်လက္ခဏာပြနေရင်လုပ်ငန်းချဲ့တွင်ဖို့ရင်းနှီးမြှုပ်နှံနေတာဖြစ်လို့ကောင်းတဲ့လက္ခဏာဖြစ်နိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ financial activities ငွေကြေးစီမံမှုလုပ်ဆောင်ချက်တွေဖြစ်ပါတယ်အဲ့ဒါကတော့အပြင်ကနေပတ်စံယူတာဒါမှမဟုတ်ပြန်ပေးတာပါဥပမာဘဏ်ချင်းငွေယူတာအကျွေးပြန်ဆက်တာပိုင်ရှင်ကအရင်ထပ်ဆိုင်တာလိုမျိုးဖြစ်ပါတယ်ဘာကြောင့် cash flow statement ကိုကြည့်ရတာလဲဆိုရင်ငွေသားဟာလုပ်ငန်းရဲ့အရှိတကင်ဖြစ်တာကြောင့်ပါလုပ်ငန်းတစ်ခုဟာအမျက်ရှိနေပေမဲ့လက်ငင်းပေးရမယ့်အကျွေးတွေလက်စာတွေကိုပေးဖို့လက်ထဲမှာငွေသားမရှိရင်ဒေဝါလီခံရနိုင်ပါတယ်ဒါကို liquidity crisis လို့ခေါ်ပါတယ်နောက်တစ်ချက်ကတော့အနာဂတ်ကိုကြိုတင်ပြင်ဆင်ထားနိုင်တာကြောင့်ပါ cash flow statement ကိုကြည့်ခြင်းအပြင်ရှေ့သားမှာပတ်စံပြတ်နိုင်သလားဘယ်အချိန်မှာပစ္စည်းသစ်ဝယ်လို့ရမလဲဆိုတာကိုကြိုတင်တွက်ဆနိုင်ပါတယ်နောက်ဆုံးပိုင်းမှာဆိုရင်အဓိကမှတ်သားမယ့်အချက်တွေကိုပြောပြပေးသွားပါမယ်ပထမတစ်ချက်ကတော့အမျက်ရှိုံနဲ့မပြီးပါဘူးလက်ထဲမှာငွေသား cash လဲပတ်နေဖို့ကလုပ်ငန်းရှင်တိုင်းရဲ့အဓိကတာဝန်ဖြစ်ပါတယ်နောက်တစ်ချက်ကတော့ cash flow statement ကိုကြည့်ပြီးမိမိလုပ်ငန်းရဲ့ငွေသားအစစ်အခြေအနေကိုပုံမှန်စစ်ဆေးဖို့လိုအပ်ပါတယ်အနည်းချမယ်ဆိုရင် cash flow statement ဆိုတာမိမိလုပ်ငန်းရဲ့ငွေသားအဝင်အထွက်မှတ်တမ်းပါဒါကိုနားလည်ရင်ပတ်စံပြတ်လို့လုပ်ငန်းရပ်တန့်သွားမယ်ဘေးကနေကာကွယ်နိုင်မှာဖြစ်ပါတယ်